这有真的啊，酷个的西亚那些属于票价铺个 CDM 个 TL 送ဖြစ်没ဖြစ်တယ်ဆိုပြီးတော့ဒါCDM လောက်ဖို့ကိုလေးဆိုကြတယ်လောက်လေးလောက်ကြတယ်ပေါ့နော်ဆိုတော့ CDM ကဘယ်လောက်ထိအရေးကြီးနေလဲအခုမြန်မာပြည်ဝန်ထမ်းတွေရဲ့တုံးပုံတပုံလောက်ကပဲ CDM လောက်ပါတော့ပေါ့နော်ဟိုကျန်တဲ့အများဆုံးကတော့ CDM ကဟိုသူတို့ရဲ့ one side အကြောင်းလေးပါနိုင်တယ်ပေါ့ဆိုတော့ဒီ CDM ကိစ္စဘယ်လောက်အရေးကြီးပြီးတော့CDM လောက်ပြီးတော့အခက်အခဲဖြစ်နေတဲ့လူတွေအတွက်CRPH ဘက်ကဘယ်လောက်ပိုင်းပူကူညီဖို့နောက်ဘက်ကနေရတီပေးဖို့ပြီးရင်သူတို့တရားဆွေးခံရတဲ့CDM လောက်လို့ထောင်ချခံရတဲ့အခုခုနှစ်ထောင်ချလို့ရတယ်ဆိုတဲ့ဟာလေးချင်းချောက်ခံနေရတဲ့တွေ့ရတာပေါ့နော်ဆိုတော့ CDM လောက်လို့ထောင်ချတဲ့လူတွေအလောက်ကနေထောက်ခံရတဲ့လူတွေအတွက်ဗာများပြင်ဆင်ထားပြီးသားရှိတယ်လေပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီယာယီပေါ်လာတဲ့အခါကျတော့နိုင်ငံတကာအစိုးရနဲ့နိုင်ငံတကာအဖွဲ့အစည်းအကူတို့ဟာလည်းကျွန်တော်တို့ယာယီအစိုးရနဲ့ပဲအလုပ်လုပ်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဥမာပေါ့ကွာဟာခမှာဆိုတော့ CDM မှာပါတဲ့လူတွေကိုကျွန်တော်အလုပ်ပြခမှာဖြစ်နေနော် CDM မှာမပါချင်တာကတော့ကျွန်တော်စစ်စားအောင်မှာပေါ့ CDM ကတော့ကျွန်တော်ရဲ့တကယ်အကြီးမားဆုံးတော့အကြမ်းမဖက်တဲ့နည်းနဲ့နော်ဗီဇာမလုပ်တာပဲလေဒါကြောင့်မလို့အခု CDM မှာကျွန်တော်တို့လည်းပြောပြီးပြီ CDM မှာမပါလို့ CDM မှာပါလို့ကျွန်တော်တို့ထမင်းငါပြီးတော့တေးမှာမဟုတ်ပါဘူးဒီမိုကရေစီမရလို့တော့အများကြီးတေးမှာဖြစ်ပါတယ်ကျွန်တော်တို့ CDM မှာပါပြီးတော့ထမင်းငါလို့ရောက်ဘာတစ်ခုမှဖြစ်မှာမဟုတ်ပါဘူးเนาะဒါပေမဲ့လည်း CDM ကိုမလုပ်ချင်လို့ခင်ဗျတားသမီးတွေတားစင်မစ်ဆက်ကိုလို့က CRNC ရဲ့ဖနာအောက်မှာရှိရမှာကိုတော့ခင်ဗျတို့အားလုံးစဉ်းစားတဲ့လို့ကျွန်တော်တို့အနေနဲ့ပြောချင်တာကတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးက united we stand divided we fall ဆိုသလိုကျွန်တော်ကအားလုံးရှိလို့ငို့ပြီးတော့ဒီမိအောင်လိုက်ကလာစာပိတ်တာကိုတော့ဂျေနမနေနဲ့သူတို့မှလာစာမပိတ်ရလဲကျွန်တော်မှအများကြီးနေလာတယ်အများကြီးရှိပါတယ်အဲ့လာစာမဆိုင်လဲတယောက်မှတိမ်မှာမဟုတ်ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ခုဆိုတော့စီကောင်စီတီဟာလဲပိုက်စာနောက်လာမဲ့လာဒီတလားနှစ်လားအတွင်းမှာသူတို့ပိုက်စာပြတ်သွားပါလိမ့်မယ်တို့ကပိုက်စာလဲထုတ်ပေးနိုင်မှာမဟုတ်ပါဘူးအခုစီးပွားရေးလဲကောလာဖြစ်သွားမှာဖြစ်ပါတယ်အဲ့ဒီခြေကြရတော့ခင်ဗျားတို့ကပဲနောက်သားပြန်ရလိမ့်မယ်ဒါကြောင့်မလို့အခုချိန်ဒီကျွန်တော်အလို့စီလို့ငင်ငို့တော့ CDM မှာအပေါဝေကြဖို့ရည်ကြီးပါတယ်အခုကမြန်မာပြည်တွေးထက်မှာဘို့ပဲကျွန်တော်ကပြောတော့ဘူးမြန်မာနိုင်ငံရဲ့ပြည်ပဖြစ်တဲ့တာယုတ်ဒီမှာ CDM ကိုလုပ်ဖို့ကျွန်တော်ကပြောနေပါတယ်နော်တာယုတ်ဒီပေါ့မြန်မာနိုင်ငံတကာမှာရှိတဲ့မြန်မာနိုင်ငံတာယုတ်အားလုံးမှာ CDM ကိုပြုလုပ်ပြီးတော့ဥမာအင်္ဂလန်နိုင်ငံမှာပြုလုပ်တယ်ဆိုရင်အဲ့ဥမာရှိတဲ့လူတွေရဲ့အထောက်အပံ့နဲ့အစအဒါအားလုံးကိုတော့ကျွန်တော်တို့အင်္ဂလန်နိုင်ငံအဆွေးနွေးလို့ရတယ်ပြောလို့ရတယ်ကိစ္စမရှိနော်အမေရိကန်မှာဆိုသူနေတူပေါ့နိုင်ငံတိတိမှာဆိုတော့ကျွန်တော်ဟာလည်းဒီအခီမှာအခုပြောသလိုဒီယာယီအစိုးရ interim government ကျွန်တော်ဖွဲ့စည်းလာမယ် interim government အောက်မှာတာယုတ်လည်းရှိလာမယ်အဲ့ဒီ interim government အောက်မှာပဲကျွန်တော်ချိပြည်နယ်လည်းရှိလာမှာဆိုတော့ဒီဘိုချိုမူကြီးဒီအာနာတိတ်ပြီးတော့ဒီလိုနဲ့ကျွန်တော်ပြည်သူလူထုကိုညှိပတ်နှိမ့်ဆက်ပြီးတော့အကြဖက်နေတဲ့အဖွဲ့အစည်းအတွက်ကိုတော့အလုံးမလုံးနဲ့တော့သူတို့အကြအဖွဲ့အစည်းဖြစ်သွားပြီမချာခင်မှာသူတို့နော်ကျွန်တော်တရားဥပဒေလာကြောင်းနဲ့ပြည်ပဆိုင်ရာမှာသူတို့ကရေးဆိုင်ဖို့အများကြီးရှိပါတယ်ဒါကြောင့်မလို့အခုမှပြည်သူလူထုဘက်ကိုအကိုလိုရတည်တင်တယ် generation Z မှာပါတဲ့လူတွေအားလုံးကိုလည်းကျွန်တော်အလေးပြုပါတယ်ထုံနည်းတူပဲ CDM မှာပါတဲ့လူတွေအားလုံးကိုလည်းကျွန်တော်အလေးပြုပါတယ်သူရဲ့ကောင်းနေပါသူတို့အားလုံးကဆိုတော့ဒီလိုနဲ့ကျွန်တော်ဟာမကြတော့ပါဘူးเนาะမကြတော့ပါဘူးသူတို့ဒီ CNC ကသူတို့ဟာနဲ့နားလည်လာလိမ့်မယ်အခုဆိုရင်တော့သူတို့ကရာကိုတိုက်ဆွဲလည်းမဖွဲ့နိုင်ဘူးပြည်နယ်နဲ့တိုက်ဆွဲလည်းမဖွဲ့နိုင်ဘူးเนาะနေပြီးတော့မှာပဲသူတို့မှာရှိတာကအခုဆိုတော့ MRTV နဲ့တချို့ပါလဲဒီเนาะတုံးနေတဲ့ဒါပဲရှိတယ်เนาะပိုက်စာလည်းမရှိတော့ပါဘူးမိတ်ဆွေလည်းမရှိတော့ပါဘူးနိုင်ငံတကာလည်းအတိမမပြုတော့ပါဘူးနိုင်ငံတကာကကျွန်တော်ကိုအတိမပြုလာတယ်ကျွန်တော်ပဲဖြစ်တော့မယ်ဆိုတော့ကျွန်တော်ဒီပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့เนาะဒီအစိုးရပေါ်လာတဲ့ဥစ္စာကိုပဲအလို့ဆောင်မျှော်ပေးနေပါဒီအစိုးရပေါ်လာတဲ့တနေ့ကျရင်ကျွန်တော်ကုလသမဂ္ဂမှာတစ်စစ်နိုင်ငံတကာမှာတစ်စစ်အများကြီးလုံနိုင်စွရှိတယ်လို့လည်းရတယ်ဆိုတာကိုလည်းပြည်သူလူထုကိုကျွန်တော်တတိကောက်ပါချင်ပါတယ်